ငါပကံလေးစီးသက်ပါအောင်မမလေးခိုင်းထားရငါလောက်အောင်ပါလေပကံတော့ထားလာပါအောင်မေရပြီငါကောက်လိုက်ပြီးဆိုတော့မမလေးမဟေးကောင်မဟေးစီကလာသေးဘူးလားငါစဘိုက်တီစားနေပြီဟုတ်ကဲ့မမလေးလာပါပြီမမလေးအေးဖိချနော်နေကွဲလို့ရတော့လေငါလေးရောခိုင်းလိုက်မှာဟုတ်ကဲ့ပါမမလေးစီကျမမမလေးပကကိုမကွဲစီရပါဘူးမမလေးဘာလေးလို့ဒီလဲရှင်ချိတ်တာလေးယူလို့ရပါတယ်နော်ဒီမှာဘာလေးချက်ဥလာပါလားမသိဘူးစားရလေစားလို့ကောင်းသားပဲမဆိုးတလားနေပါပြောပါအေးဟုတ်ကဲ့ပါမမလေးလိုရာရှိခေါ်လိုက်ပါတဲ့တော့ပါလေမောင်မတခင်ပါလေအေးတွားတာခုတာအမေကလာဟုတ်ကဲ့ပါမမီးကလည်းပြန်လဲမလာသေးပါလားညတော့မူးချုပ်နေပြီမမီးတို့လည်းညစာခုပြီးသွားပြီဆိုတော့မမီးလည်းခဏထိုင်ဆောင်မှာပေါ့သမီးမမီးပြန်လာပြီမမီးအစင်ရောပြေလားအစင်ပြေပါတယ်မမီးစင်မပြေလို့ပြောပါဦးကွမမီးထမင်းလေးဆောင်လေသမီးထမင်းချက်ထားရဲ့ရပါတယ်သမီးရဲ့မစားတော့ပါဘူးရဲ့သမီးထမင်းနောက်ခူးပြီးသွားပြီဆိုတော့စားလိုက်ပါမေရတယ်ထမင်းနောက်ခူးပြီးသွားရင်လားဟုတ်တယ်အေးအဆိုလဲသမီးအမေစားရမယ်နော်ဟုတ်မဒါနဲ့လေမထမင်းစားပြီးသွားရင်မလားအေးသမီးစားပြီးသွားရင်လေဒါနဲ့လေပြောချက်တစ်ခုရှိလို့အေးပြောလေပါလေပထမဆုံးရက်မှာစင်မီရလာမီရယ်လူမျိုးပါကွယ်နင်းတော့စင်မီတို့လိုပြောရမှာပေါ့စင်မပြေရလဲအမေကြောက်မဲ့ထင်ပါတယ်ကွဒါမဲ့ဘာမှဖြစ်ပါဘူးသူ့မိကလည်းတိတ်မခိုင်းပါဘူးသူတို့အိတ်ခင်းနေလျှော်ပေးရလို့ပါပဲဒါမဲ့တစ်လ3တန်းဆိုရင်တော့မစိုးပါဘူးလေလည်းမစိုးပါဘူးပြောတာအမေပင်မရဲ့လားလို့ပြောတာမပင်မမှာဘူးတာမန်မှာပဲကွယ်နေ့နေမနေ့ဖင်ကြတယ်သမီးចောင်းသွားမှာနော်မေမာသမီးရဲ့သွားပြီးရသမီးသွားမယ်နော်မနေ့ဖင်ကြမမီနဲ့သမီးနဲ့ကိုသမီးနဲ့မမီနဲ့ကအိမ်မှာဘာသူမှမရှိဘူးထမင်းမမချက်တာပေါ့အေးပါကွယ်အေးပါမေထမင်းစားပွားဆိုသိမ့်လာပါမနော်ပကလေးမီရဲ့သမီးသိမ့်ပါပဲရပါတယ်ကွယ်သမီးရေတိချအိတ်နော်ဟုတ်ကဲ့မမီမေသွားအိတ်လာအောင်မယ်ကြားလားဟုတ်ကဲ့မေလက်မူနေပြီနော်အေးပါအမေတို့ထမင်းလေးချက်ပြီးသွားဆိုခဏနေသွားမယ်လीနော်ဟုတ်ကဲ့ပါမေကဲအမေသွားတော့မယ်ကွယ်နောက်ကျနေလိမ့်မယ်တမီးတကားပေါ်လေးတိတ်ချပိတ်ခဲ့နော်ဟုတ်ကဲ့မေအမေတော်သွားပြီဆိုတော့ငါသွားရင်ကောင်းမလားမသိမေကြီးတမီးကိုစောင်းလေတမီးလည်းလိုက်ခဲ့မယ်မေတမီးတကားတော့ပိတ်ခဲ့အောင်ဟုတ်ကဲ့ပိတ်ခဲ့ပြီ